ဒီဇလန်လေးကကိုဟိန်းဝေဆိုရဲ့ညဘက်ခီးတစ်ခုမှာတွေ့ကြုံခဲ့ရတဲ့ကြောက်စရာအဖြစ်အပျက်တစ်ခုပါသူ့ရဲ့မှတ်တမ်းတွေကိုအခြေခံပြီးပြန်လည်ရေးသားထားတာဖြစ်ပါတယ်အဲ့ဒီညကအောက်တိုဘာလရဲ့လနှင်းတွေကျနေတဲ့ညကျွန်တော်ကျေးလက်လမ်းကြောင်းတစ်ခုကနေမြို့ကိုပြန်နေတော့ပါအိမ်ကမိုဘိုင်းဖုန်းစိုက်တောင်မရတဲ့နေရာလမ်းမှာတယောက်တည်းရုတ်တရက်လေတိုက်လိုက်တယ်ဘီစကားရဲ့မီးလုံးလေးတွေကမိတ်တုံနဲ့ခဏလောက်နေတော့လမ်းဘေးကတောအုပ်ထဲကနေအဖြူရောင်ဝစ်ထူးနေတဲ့အရိပ်တစ်ခုမြင်လိုက်ရတယ်ကျွန်တော် break နေလိုက်တယ်နှလုံးခုန်တန်တွေကနားထင်မှကြားနေရတယ်ဒီလမ်းမှာမင်းတို့ကိုငါစောင့်နေတာကြာပြီကျွန်တော်မျက်လုံးတွေကိုမှိတ်လိုက်ဖွင့်လိုက်တယ်အဲ့ဒီအရာကကားရဲ့ဘီးပေါင်နာမှာရောက်နေပြီမျက်နှာကသွေးတွေနဲ့ဆူနေတယ်ပါးစပ်ကပြုံးနေတယ်လို့ပြီးတော့ဒုတိယကားအင်ဂျင်ကပြန်လဲပြေးလာတယ်အဲ့ဒီအရာလဲပျောက်သွားပြီဒါပေမဲ့ကားမှန်ပေါ်မှာလက်ပွေရာတွေသွေးဆက်လေးတွေကကြံခဲ့တယ်ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးကိုဟိန်းဝေဆိုကဘယ်တော့မှပြန်မပြောချင်တော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့သူ့ဖုန်းကားလေးထဲမှာတော့အဲ့ဒီညကရိုက်ထားတဲ့ဓာတ်ပုံပုံဝါးနေတဲ့အဖြူရောင်အရိပ်တစ်ခုကြံနေခဲ့ပါတယ်